Hi everyone အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တကယ်ကိုမှအသုံးဝင်တဲ့အင်္ဂလိပ်စာစကားပြောလေးတွေကိုမျှဝေပေးမယ်ပထမဆုံးတစ်ခုက I'm a little confused okay ကျွန်တော်နည်းနည်းလေးမရှင်းဘူးနော်နည်းနည်းလေးနားမလည်ဘူးဖြစ်နေတယ်နောက်တစ်ခုက Can you explain okay ရှင်းပြပြီလို့ရမလားနောက်တစ်ခုကကြတော့ I still don't understand okay ကျွန်တော်နားမလည်သေးဘူးနော်ဆိုတော့နောက်တစ်ခုကကြတော့ I'll explain in details okay အသေးစိတ်ရှင်းပြပါမယ်နော်ဆိုတော့အသေးစိတ်ရှင်းပြတာကို explain in details လို့ပြောလို့ရတယ်နောက်တစ်ခုကကြတော့ Shall we go with this plan okay ငါတို့ဒီအစီအစဉ်တိုင်းလုပ်ကြမလားနော်နောက်တစ်ခုကကြတော့ What do you think okay မင်းရောဘယ်လိုထင်လဲနော်မင်းရဲ့အမြင်ကဘယ်လိုလဲနော်ဒါမျိုးလေးပေါ့နောက်တစ်ခါကျတော့ well I'm not sure okay ငါတေချာတော့မပြောတတ်ဘူးနော်ဆိုတော့တခုခုကတဘောမကြတာကိုယ့်အနေနဲ့မကြိုက်တာမျိုးတဲ့ကြီးမပြောဘဲနဲ့ well I'm not sure အဲ့လိုမျိုးလေးပြောလို့ရတယ်နော်ငါတေချာမပြောတတ်ဘူးကောင်းမကောင်းအဲ့ဒါမျိုးပေါ့နော်နောက်တစ်ခါကျတော့ I don't think it's a good idea okay အဲ့ဒါကိုကောင်းမယ်လို့တော့မထင်ဘူးနော်ဟုတ်ကဲ့ပါ Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာရော YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတော့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video goodbye